ကျူရှင်လန်းထဲမှာတော့ people တို့ဖွဲ့ဟာကိုပိုင်ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ထိုင်ကုန်တွေကိုစီကိုတည်လာပြီးတော့ hero တွေလိုလမ်းလျှောက်လာနေကြပါတယ်။ ဘီဘော်ရဲ့ခုံကတော့ရောင်စုံ sticker တွေကတ်ထားပြီးတော့ mount sticker တွေပါကတ်ထားပါတယ်။ emo ရဲ့ခုံကတော့ပန်းရောင် strawberry theme နဲ့ strawberry အနှံ့လေးပါမွေးနေပါတယ်။ပြီးတော့ရဲ့ခုံကတော့ Spider-Man sticker တွေနဲ့တိတ်ကိုလန်းနေတာပေါ့။ဒီနေ့တော့တခါတော့အအောင်သွားတော့မှာပဲ ငါခုံကိုကြည့်ပြီးမုန်းနိုင်လို့များထင်သွားမလားမသိဘူး နင့်ခုံကမုတ်ဆိုင်မဟုတ်ဘူးကုံစုံဆိုင် သူတို့အခန်းတကားကိုဖွင့်လိုက်တာနဲ့တခန်းလုံးကတိတ်ဆိတ်သွားပါတယ်။ကလေးတွေအားလုံးကသူတို့ရဲ့ခုံကိုလှည့်ကြည့်နေကြပါတယ် ဟာသူတို့ကခုံတွေကိုအလှဆင်လာကြတာဟာ ။ဟာ Spider-Man ခုံကြီးနဲ့ပါလား စတော်ဘယ်ရီခုံလေးကချစ်ဖို့ကောင်းလိုက်တာ ထင်ထားတဲ့အတိုင်းပဲ ။ရီကတော့တိတ်တိတ်ကလေးဝင်လာပါတယ်။သူ့ရဲ့ခုံကရိုးရိုးရှင်းရှင်းလေးပါပဲ။ဒါပေမဲ့အယုတ်လေးတစ်ရုပ်ကိုခုံဘေးမှာချိတ်ထားပါတယ်။အခန်းလုံးကအားကျတဲ့မျက်လုံးတွေကရေစီကိုရောက်လာပါတယ် ရီနင့်ခုံကအမိုက်ဆုံးပဲအဲ့ဒါဘာရုပ်လေးလဲ ဒါမစ္စတာဘရက်ရော့ကော်လက်ရှင်ထဲကလေစိတ်တူနေတဲ့ပေါင်မုတ်ပေါ့ ။နင် Mr. Brad အယုတ်ကတအားဟန်ကြတာပဲ။နင်ခုံနဲ့တအားလိုက်တယ် အားလုံးထဲမှာတော့ရီရဲ့ခုံကအမိုက်ဆုံးပဲဟဲ့ နင့်ခုံကရိုးရိုးလေးနဲ့စမ်းနေရဲ့ဟမ်ကျေးဇူးပဲအီမောနင့်ခုံကလည်းလှတော့လှပါတယ် မတရားဘူးငါတို့ကတရက်လုံးလှုပ်ထားရတာသူဟာမစ္စတာဘရက်အယုတ်ကလေးပဲချိတ်ထားတာပဲရှိရအောင်စိတ်တုန်နေတဲ့ပတ်မုံတော့မသိဘူးတီးတော့ကတော့စိတ်တုန်နေပြီနော် အရေးသွေးကအရေးတော့ပိုတမိုးရှိရလေတိတော့ Okay ငါတို့နေ့ရဲ့ challenge ကိုလက်ခံလိုက်ပြီ ဟာငါတို့လည်း Mr. Brad ရုပ်လေးဝယ်ချိတ်လိုက်ရင်ရတာပဲကို နင်တို့အခုသွားဝယ်ရင်တော့ဒီရုပ်ရကျင်မှရမှာဒါတွေက limited edition တွေလေသူများချိတ်တိုင်းလိုက်ချိတ်တဲ့ထဲမှာအီမောမပါပါဘူး ။ကလေးတွေရဲ့ခုံလာဆင်ပြန်ပွဲကတော့ပိုပြီးပြင်းထန်လာပါတယ်။ဘီဘော်ကလည်း sticker တွေထပ်ကပ်ပါတယ်။ emo ကလည်း strawberry cushion လေးထပ်တင်ပါတယ်။ဒီတော်ကတော့ကရိယာတွေနဲ့အလောက်ရှုပ်နေတာပေါ့ ပြီးပြီဟေးအရန်ရအောင်မိုက်နေပြီ ။ Ray ကတော့ Mr. Brad collection တွေကရှားပါအယုတ်ဖြစ်တဲ့ပေါင်မုံဆက်ကြဝဠာအယုတ်လေးကိုပဲပြောင်းပြီးချိန်လိုက်ပါတယ်။ဒီချက်ကရှေ့မှာအားရပါရစာတင်နေပါတယ်။ဒါပေမဲ့ကလေးတွေအကုန်လုံးကသူတို့ခုံတွေကိုပဲကြည့်ပြီးတော့ကြည်နပ်နေကြပါတယ်။စာကိုသူတို့တယောက်မှစိတ်ဝင်စားကြဘူးလေ ကဲဒီမေးခွန်းကိုဘယ်သူဖြေမလဲ ။ကလေးတွေကလက်တွေကိုချက်ချင်းပဲထောင်လိုက်ကြပါတယ်။ Berry မျိုးက Eiffel မျောစင်ကြီးလိုပါပဲ သမီးဖြည့်မယ်ဒီချက် သမီးတည့်ရဒီချဲသမီးကိုမေးဘာအောင်မေးဒီချဲ တားလာဖြစ်မယ်ဒီချဲ ထူးထူးဆန်းဆန်းဒီနေ့တော့ကလေးတွေအကုန်လုံးတအားကိုတက်ကြွပြီးအရန်ကိုဖြည့်ချင်နေကြတာပါလားကဲရီလာသမီးဖြည့် Ray တယောက်တက်ကြွစွာနဲ့ထားပြီးတော့အတန်းရှိကိုထွက်လာပါတယ်။လူပဲထွက်လာတာမဟုတ်ပါဘူး။ Mr. Brad collection တွေကပေါင်မုံဆက်ကြဝဠာအယုတ်ချိတ်ထားတဲ့ခုံကိုပါသူမနဲ့သူတဲဆောင်လာခဲ့ပါတယ်။ ဒါကစားဖြေးခြင်းုံတက်တက်မဟုတ်ပါဘူးပြိတ္တတို့။ဒါကခုံကိုတမင်ကြွားခြင်းနေတာပါ သမီးဖြည့်မှန်လားဒီချက် အေးမှန်တယ်တော်တယ်ရီ ဟာအဖြစ်ဖြစ်နဲ့ခုံကိုပါရှိုးပြသွားတာ ခလေးစားလိုက်တာဟာ ငါလည်းငါခုံပြချင်တယ်ငါခုံကိုထပ် accurate လုပ်ပြီးတော့မနှက်ဖြန်ကြလို့ရှိရင်ထွက်ဖြေမယ် ။နောက်တစ်နေ့မှာတော့တီတော်ကခုံကိုအစ်စ်မြင့်လာခဲ့ပါတယ်။ခုံအောက်မှာဘိန်းလုံးတွေပါတက်လာခဲ့ပါတယ် ဟာမင်းခုံကမိုက်လိုက်လား နင်ကကျူရှင်လာတာလားအပြေးပြန်ကိန်းလားဆော့တာလား တော်တဲ့လူတွေကလမ်းသိမ်းမလျှောက်တော့ဘူးလေ ဟာမိုက်တာ ခလေးကြနေတာပဲ ။ဒီချဲကတော့ကလေးတွေရဲ့ခုံလာဆင်ပြိုင်ပွဲကိုဘယ်လိုထိန်းချုပ်ရမှန်းမသိတော့ပါဘူး။ဒီချဲကတော့ကိုရှူးကိုပတ်ဖြစ်နေပါပြီ ကဲဒီပု္ပ္ပစာကိုဘယ်သူဖြည့်မလဲ ။ကလေးတွေကအရှိထွက်ချင်စောနဲ့လက်တွေကိုအပြိုင်ထောင်နေကြပါတယ်။တီတော်ကတော့ခုံကြွားချင်စောနဲ့သူ့ရဲ့အစင်းမြင့်တင်ထားတဲ့ဘိန်းလုံးတွေပါတဲ့ခုံနဲ့အတန်းရှိကိုရောက်နေခဲ့ပါပြီ တားဖြေမယ်ဒီချဲ ။တီတော်ကသူ့ခုံကိုဟန်ပါပါကောက်ကင်လိုက်တယ် အေးဒါဆိုဖြည့် ။တီတော်တစ်ချက်တွန့်သွားတယ် အဖြေကဟို
ဟိုလေတီချာမေကုန်းလေးပြန်ပြောပါအောင် ဟမ်တီးတော့လင်မေကောတော့မသိပဲနဲ့အရှိထွက်ချင်စောနဲ့လာခဲ့တာဟုတ်တယ်မလား တီးတော့ကတော့အဖြစ်လည်းမသိပဲနဲ့လှုပ်ပြီး ဟုတ်ပါ ဖြည့်ချင်းစိတ်ရှိဖို့ကလည်းအရေးကြီးပါရဲ့တီချာ ကဲတော်ပြီ ဒီချေဒေါရထွက်နေမှန်းသိတော့တခန်းလုံးကငြိမ်ကျသွားပါတယ် ဒီနေ့ကစပြီးတော့ဘသူမှကိုယ်တိုင်လောက်ထားတဲ့ထိုင်ကုန်တွေယူမလာရတော့ဘူး ဟာ သမီးစတော်ဘယ်ရီခေါင်းလေး ငါစနက်ထိုင်ကုန်လေး အနက်ပြန်ကစပြီးတော့အရင်ခုံအဟောင်းတွေနဲ့ပဲပြန်ထိုင်ရမယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါတီချေ နောက်တနေ့မနက်အခန်းထဲမှာခုံအဟောင်းနဲ့ပြန်ရောက်နေပါတယ်ကလေးတွေအားလုံးကလည်းတိတ်ဆိတ်နေကြပါတယ် ခုံဟောင်းနေပြန်ဖြစ်သွားတော့တမျိုးကြီးပဲနော် ငါရဲ့စတော်ဘယ်ရီနဲ့ခုံလေးကိုလွမ်းလိုက်တာ ငါ့ရွေးရှားနိုင်တဲ့ခုံလေးလည်းသွားပြီ သူတို့၃ယောက်လည်းတပ်ပြင်းတွေချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရေတယောက်ရောက်လာခဲ့ပါတယ်သူမကခုံပေါ်မှာအသားအရထိုင်လိုက်ပြီးတော့ Mr. Brad Collection တွေကပေါင်မုံဆက်ကြလာရုပ်ကိုအသားအရထပ်ချိတ်လိုက်ပါတယ်သူမရဲ့အပြုအမူကြောင့်တခန်းလုံးကအံ့အားသင့်သွားပါတယ် သူကမစ္စတာဘရက်ရုပ်ကိုထပ်ချိတ်လိုက်ပြန်ပြီ